2005 ခုနှစ်လောက်တုန်းကအေယာဝတီတိုင်းဘိုကလေးအောက်ဘက်မှာရာတရွာကိုကျွန်တော်တို့တငယ်ချင်း3ယောက်အလှကုန်ပစ္စည်းတွေရောင်းချရင်းနဲ့ရောက်ခဲ့ကြပါတယ်။ရွာပုံစံတွေကရာရဲရှိပုံစံဖြစ်ပြီးတော့ပစ္စည်းတွေလိုက်ရောင်းရင်းနဲ့ညနေဆောင်လောက်မှာပင်လယ်ကမ်းခြေရွာလေးတရွာကိုရောက်သွားခဲ့ပါတယ်။ရွာလေးကအရန်စရန်နွမ်းပါလို့နာဖြစ်လို့တရွာလုံးလူကတနိမိုးတဲအိမ်ပုံစံလေးတွေပဲရှိကြပါတယ်။ရွာထဲကိုဝင်လိုက်တာနဲ့အိမ်အများစုကတစ်တစ်ချင်းချင်းလေးတွေဖြစ်ပြီးတော့မိန်းကလေးနဲ့ကလေးတွေများလို့နာဖြစ်တဲ့အတွက်အိမ်ထဲမှာစုပြုံနေကြပါတယ်။အိမ်နောက်ဦးစီးယောက်ျားအများစုကတော့ပင်လယ်ဘက်ထွက်နေကြပါတယ်။ရွာသားအများစုကတငါလောကန်ကိုလုတ်ခိုင်ကြတာဖြစ်တဲ့အတွက်ရွာထဲကိုဝင်လိုက်တာနဲ့အိမ်တိုင်းမှာငါးတွေလှမ်းထားပြီးတော့ငါးညီနဲ့ပြင်းပြင်းထန်ထန်လည်းရပါတယ်။အိမ်ဘေးနဲ့ရွာပြင်မှာခြုံပုကြီးတွေနဲ့လက်မှုတော်ကြီးတွေထူထပ်နေပြီးတော့အဲ့ဒီခြုံထဲကနေပြီးတော့မှပစည်းကျင်ကွဲအတန်တွေကဝီစီပြိုင်မှုနေတယ်လို့စူးစူးညင်ညင်ကြားနေရပါတယ်။လို့နဲ့ညလည်းနဲ့လာပြီးဆိုတော့တဲဖို့နေရာရှာနေတော့ရွာလမ်းမအတိုင်းအပေါ်ပိုင်းဖလာချင်းပစိုးတူတူဝတ်ထားဦးလေးတယောက်လျှောက်လာနေရကိုတွေ့လိုက်ရပါတယ်။ကျွန်တော်တို့တွေကအသက်ကြီးဆုံးကိုမျိုးအောင်ကဦးလေးကျွန်တော်တို့တဲစရာအိမ်လေးရှိမလားဗျ။မြို့ပြန်ဖို့အချိန်ရလည်းမမီတော့လို့ပါ။ဒီရွာမှာလည်းဖုန်ကြီးကြောင့်မတွေ့တော့တဲစရာမရှိတော့လို့ပါဆိုပြီးတော့မေးလိုက်တယ်။ဦးလေးကရွာထဲမှာတော့မင်းတို့မြင်တဲ့အတိုင်းပဲမင်းတို့လူစုနဲ့ဘယ်အိမ်မှာမှအဆင်ပြေမှာမဟုတ်ဘူး။အေးမကြောက်တဲ့ရင်တော့ရွာစုံမှာအိမ်တစ်လုံးရှိတယ်ဆိုပြီးတော့ပြန်ပြောတယ်။ကျွန်တော်တို့တွေကနောက်တစ်ယောက်ဖြစ်တဲ့ကိုခင်မောင်ဝင်းကရရတယ်ဗျကျွန်တော်တို့မကြောက်တတ်ပါဘူးတဲလို့ရရင်အဆင်ပြေပါပြီလို့ထပြောလိုက်တယ်အဲ့အတွက်ကြောင့်မလို့ဦးလေးကြီးလည်းအဲ့ဒီအိမ်ထီကိုလိုက်ပို့ပြီးတော့မှမြင်းမြန်းဆဆန်ပြန်သွားခဲ့ပါတယ်ကျွန်တော်တို့လည်းအိမ်မော်ရောက်ပြီးတော့အိမ်ထဲရောက်ချင်းမှာပဲ6ကက်ကက်ကြီးနဲ့မတန့်ရှင်းတဲ့ခန်းစားချက်တွေကိုရပြီးတော့ခေါင်းတွေကြီးပြီးတော့ကြက်သိန်းတွေထလာခဲ့ပါတယ်ဒါပေမဲ့လည်းဝမ်းရိပ်ကပို့အရေးကြီးတဲ့အတွက်ကြောင့်မလို့ရောင်းထားတဲ့ပစ္စည်းစရင်းတွေကိုအမှားမရှိအောင်လို့ထိုင်တွက်ပြီးတော့အချိန်တစ်ဖြည်းဖြည်းနဲ့ကုန်သွားခဲ့တယ်ညတနာရီဝင်းကျင်လဲရောက်တော့အကုန်လုံးကဗိုက်စာလာကြပါတယ်မနက်ကရွာလမ်းမှာပဲတွေ့တဲ့အစာပြင်မုတ်ကလေးတွေစားထားကြတာဆိုတော့အားလုံးရဲ့ဗိုက်တွေကစာနေကြပြီအဲ့ချိန်မှာပဲကိုခင်မောင်ဝင်းကမအောင်နိုင်တာနဲ့သူ့ကြောပုတ်အထက်ကပါလာတဲ့ဝက်စီဘက်တွေကိုထိုင်စားနေတယ်ကိုမျိုးအောင်ကကိုရက်ကိုဒေတာမဟုတ်တဲ့အတွက်အစားအသောက်ကိုတတိနဲ့စားဖို့အတွက်တတိပေးပေးမယ်လေအယုံကြည်မရှိတဲ့ကိုခင်မောင်ဝင်းကတော့ဆက်စားနေလိုက်တယ်နည်းနည်းကြာလာတော့ကိုခင်မောင်ဝင်းကတဲနေရန်ကိုမှီပြီးတော့ခေါင်းငိုက်ဆိုင်ကျသွားပြီးတော့နှကန်းထောက်မှလည်းတရေတွေစီးကြလာတယ်ကိုမျိုးအောင်ကခေါင်းလှန်ကြည့်လိုက်ပေမဲ့လှန်လို့မရတော့ဘဲနဲ့တဖြည်းဖြည်းနဲ့တဝူးတဝါးတွေနဲ့អော်ပြီးတော့ပဲတွန်းထုတ်နေတော့တယ်ကျွန်တော်ကလည်းဘာလို့လို့လောက်ကမှမသိဖြစ်နေရတာပေါ့အဲ့ချိန်မှာကိုမျိုးအောင်ကတခုခုကိုသဘောပေါက်သွားပြီးတော့သူ့အိတ်ထဲမှာပါလာတဲ့အင်းချက်နဲ့ပတိတွေကိုထုတ်ပြီးတော့ဖျားရှိခိုးပြီးခါရာကြီးစရွတ်ပါတော့တယ်နောက်မှာတော့လက်ကင်အင်းကွက်ပါတဲ့လက်ကင်ဘဝကိုခင်မောင်ဝင်းခေါင်းပေါ်အုပ်ပြီးတော့ဗန်နယ်တစ်ခုကိုစပြီးတော့ရွတ်ဆိုနေတယ်ကိုခင်မောင်ဝင်းကမျက်ရည်တွေစီးကြပြီးတော့မှတပြင်းအရှည်ကြီးချပြီးလုံးဝငြိမ်ကျသွားတယ်ကျွန်တော်တို့လည်းသူ့ကိုကျွန်တော်တို့မြောက်ရဲ့အလဲမှာလှဲပြီးတော့မှတိတ်လိုက်ပါတယ်ကိုမျိုးအောင်ကအရင်တည်းကအထက်လန်းပညာအနှဲငယ်ကိုလိုက်စားမှုတာဖြစ်တဲ့အတွက်အင်းနေပတိတွေကိုအမြဲဆောင်ထားလေးရှိပါတယ်အချိန်လေးငြိမ်သွားတဲ့အချိန်မှာကျွန်တော်လည်းအိတ်မပြောသေးပဲဟိုတွေးဒီတွေးလုံနေနေအိမ်သာသွားကျင်လာတယ်အိမ်သာကဟိုအိမ်အနောက်ဘက်မှာရှိပြီးတော့ဘေးဘက်ပလင်မှာလည်းခြုံတွေကြီးပဲမို့လို့နှဲငယ်တော့ခြောက်ချားစရာကောင်းနေပါတယ်ဒါပေမဲ့လည်းမဖြစ်မနေသွားရမှာမို့လို့ကျွန်တော်သွားလိုက်တယ်အိမ်သာကဝလုံးနေလည်းလှုပ်ထားတာဆိုတော့ကျွတ်ကျွတ်ကြက်တဲဖြစ်နေတဲ့အတွက်ဘေးဘက်ဝင်းကျင်ကိုတော့ကွက်တိကွက်ကြားမြင်နေရပါတယ်။လို့နဲ့အိမ်သာတက်နေတဲ့အချိန်မှာအနောက်ဘက်ကအတန်တစ်ခုကြားလိုက်တဲ့အချိန်မှာလှည့်ကြည့်လိုက်တော့ခွေးလိုလိုလူလိုလိုပုံစံကတိတ်မသေးကွဲပဲနဲ့အမဲရရကြီးတစ်ခုကကျွန်တော်နားကိုတဖြည်းဖြည်းချင်းကပ်လာတာကိုကျွန်တော်တွေ့လိုက်ရတယ်။ခြေရလက်တံတွေကရှည်ပြီးတော့အမွှေးတွေကလည်းအထူကြီးဆိုတဲ့ပုံစံမျိုးပေါက်တယ်။ချိန်ထဲမှာပဲငားညီနဲ့နေရောအပုတ်နဲ့နေရောထောင်းနဲ့ရလာပါတော့တယ်။ကျွန်တော်လည်းအရန်ကြောက်ပြီးတော့အိမ်သာဘောကခုန်ဆင်းပြီးတော့အတကုံပြေးထွက်လာခဲ့ပါတယ်။ကြီးနေပေမဲ့လည်းကိုရီလက်တွေကအားနဲ့သလိုခံစားရပြီးတော့အိမ်မော်ကိုမနှဲပြန်တက်ခဲ့ရတယ်။အိမ်မော်လေးရောက်တော့အိမ်ပက်လေးမှာပြေးတန်နေလျံကိုလိုက်ကြိုက်တဲ့အတန်လေးကြားပြီးတော့အင်းရှိမှရှိအပေါက်ကလေးတစ်ခုကနေချောင်းကြည့်လိုက်တော့ယောက်ျားတစ်ယောက်ကမင်းကလေးတစ်ယောက်ကိုထင်းချောင်းနဲ့ရိုက်နေတဲ့ပုံရိပ်တွေကိုမြင်လိုက်ရတယ်။ကိုမျိုးအောင်ကလည်းရိပ်မိပြီးတော့ကြက်တွန်နဲ့ထွက်လာရင်တော့အပုတ်ချင်ကြော်ပြီးမနက်၄နာရီနဲ့ငါတို့ထွက်ကြမယ်ဆိုပြီးအားလုံးကိုအသိပေးလိုက်ပါတယ်။မနက်3နာရီလောက်ရောက်တော့ကြက်တွန်နဲ့ကြားရတာနဲ့ကျွန်တော်တို့လည်းတုံဆိုင်မနေဘဲနဲ့3လောက်စလုံးပစ္စည်းတွေယူပြီးတော့မှဆင်းခဲ့ကြတယ်။ထူးဆန်းစွာပဲအိမ်အမိုးနဲ့တနည်းကြားထဲမှာထမိန်တစ်ထည်ကိုတွေ့လို့ကိုခင်မောင်မိုးကဖြည့်ကြည့်လိုက်တော့စနွေးအဝါကွက်တွေနဲ့တွေးဆက်လို့အနီးဆက်တွေကိုတွေးလိုက်ရတယ်။ကိုမျိုးအောင်ကဒါအောက်လန်းအစီရင်တစ်ခုတော့ဖြစ်နိုင်ခြင်းရှိတယ်လို့ပြောလိုက်တယ်။ရွာအပြင်ဘက်ချောင်းတစ်ခုနားလဲရောက်တော့တငါလေးလေးတစ်ခုကိုတွေ့တာနဲ့အကူကြီးတောင်းပြီးတော့ဟိုဘက်ကန်ကိုကျွန်တော်တို့ကူးခဲ့လိုက်ကြပါတယ်။တငါစဲကိုမေးကြည့်တဲ့အခါမှာတော့အိမ်ကအရင်ကအောက်လန်းဆရာနေခဲ့တဲ့အိမ်လေတရေတွေလည်းမွေးထားတယ်လို့ပြောတယ်။အောက်လန်းဆရာကထွက်သွားပြီးတော့ပြန်မလာတဲ့ချိန်မှာတော့သူမွေးထားတဲ့တရေတွေကအခုချိန်ကြီးရှိနေပြီးတော့အကုန်လုံးကို6လန့်နေတော့မဲဆိုပြီးတော့ပြောပါတယ်ဒီအကြောင်းအရာလေးကိုအခုပြန်ထားတဲ့အကောင့်နံပါတ်နဲ့အကိုကပြပြပေးထားတာဖြစ်ပါတယ်ဒီမျိုးပြပြပေးတဲ့အတွက်လည်းဒီအကိုကျေးဇူးအများကြီးတင်ပါတယ်